သေတောင်သေရအောင်မဲ့ဘဝမှာနောက်ထပ်ဘာတွေများပို့ပြီးတော့ဘုံဘုံတော့ကြောက်နေရအောင်ပါတော့ဘာတွေများမျော်လင့်နေတာတော့ဘဝစီကနေဘာတွေများမျော်လင့်နေတာတော့ကိုမေးခွန်းထုတ်တဲ့နဲ့သေတောင်သေသွားရအောင်မဲ့ပေါ့သေခြင်းတရားကအမှန်တရားကိုသိဖို့အတွက်တရားတွေအများကြီးဟောနိုင်တယ်လို့ဘုံဘုံကခံစားရတယ်သေခြင်းတရားဟောတဲ့တရားနာလို့ကိုမပြီးဘူးအဲ့လိုခံစားမိအောင်လုပ်စေခြင်းတော့နော်သေခြင်းတရားဟောပြတဲ့တရားနာလို့ကိုမပြီးနိုင်ဘူးတခါတလေတော့ကောင်းတယ်နော်တခါတလေကြောက်လဲအော်ငါတော်တုံးမှလားလို့သူကအဲ့လိုပြောနေတယ်လို့မျိုးလဲရှိတယ်ကိုတုံးလိုက်တာဆိုတဲ့ခံစားချက်မျိုးကိုလည်းသေခြင်းတရားကိုစဉ်းစားခြင်းအပြင်လည်းရရှိနိုင်တယ်ကိုမသိတာကိုမသိဘူးလို့ပို့ပြီးတော့နားလေဖြစ်သွားတယ်ပေါ့နော်အဲ့ဒါကိုကစလည်းပဲဉာဏ်တမျိုးလို့ဆိုနိုင်တာပေါ့ဟုတ်လား